အားလုံးပဲမင်္ဂလာပါကျွန်တော်ရှိုး channel ရနေပြီးတော့ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးထုံးစံလေးတိုင်းပဲပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောနေ့လည်ခင်းလေးပါပဲเนาะစိတ်တော်တိုင်းကိုပါလိုဝါဆန္ဒတွေအားလုံးပဲပြည့်ဝကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပဲ9ရက်သားသမီးများအပေါင်းအားလုံးပဲအဆင်ပြေကြပါစေပြည့်စုံကြပါစေလို့ဥသောပထမကျွန်တော်ရဲ့ channel လေးရနေပြီးတော့ကိုတွေမတွေအားလုံးတော့ကိုစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးရဆိုရင်ဒါကျွန်တော်တို့ဒီနေ့23ရက်12လ2025ကျွန်တော်တို့အင်္ဂါနေ့ညနေ4နာရီခွဲမှာအဓိကထားပြီးတော့ထိုးရမယ့်ကျွန်တော်တို့ပတ်သီးတွေတကွက်ကောင်းတွေစသည်ဖြင့်အားလုံးကိုဒါရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အကိုတွေမတွေအားလုံးကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုခုမှမြင်လို့ဝင်ရောက်လာတာပဲဖြစ်ဖြစ်ဒီဗီဒီယိုဖိုင်လေးကိုစိတ်ဝင်စားလို့ဝင်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများအားအားပေးလို့ဝင်လာတာပဲဖြစ်ဖြစ်ဘလို့အကြောင်းမျိုးနဲ့ပဲကြည့်ကြည့်ပါအချိန်လေး3မိနစ်လောက်ပြီးတော့ဗီဒီယိုဖိုင်လေးကိုမကြုံမဖက်နဲ့အစနဲ့အဆုံးလေးတခြားလေးကြည့်သွားပြီနောက်တစ်ခုအနေနဲ့ကကျွန်တော်ခုမြောက်ပြီးမဲ့ခဏန်းလေးတွေအားလုံးကျွန်တော်အများနဲ့ပြောနေသလိုပဲရင်ုံကြီးနဲ့လိုက်ပြီးတော့ကစားသိချင်ပါတယ်เนาะကျွန်တော်ဒီမနက်မှာဆိုရင်လည်းကျွန်တော်41ဆိုတဲ့ခဏန်းလေးနဲ့ကျွန်တော်တို့ main ပတ်သည် main ကွက်လုံးဝကိုအဆင်ပြေခဲ့ပြီเนาะပေါက်လိုက်တယ်ရလိုက်တဲ့ဆိုတဲ့အကိုတွေမတွေအားလုံးကပေါက်ကြီးလေးတွေမှန်ပြီးတော့အားပေးခဲ့လို့ရပါတယ်ဒီနေ့တစ်ချိန်ထိကိုလည်းတပွဲတစ်ချိန်မှအဆင်မပြေသေးဘူးဆိုတဲ့အကိုတွေမတွေအားလုံးကလည်းစိတ်တမကြပါနဲ့ဒီညနေမှာထပ်ပြီးတော့ပေါက်အောင်ကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးကြိုးစားလာပေးပါတယ်เนาะကျွန်တော်ရဲ့အကိုတွေမတွေအားလုံးဘက်ကရယုံကြည်ကြည်နဲ့ကျွန်တော်ခုမျှဝေပေးတဲ့ခဏန်းတွေအပေါ်မှာเนาะလိုက်ပြီးတော့ကစားပေးဖို့ပဲလိုအပ်ပါတယ်လိုက်ပြီးကစားဆိုတဲ့နေရာမှာကျွန်တော်ရဲ့အကိုတွေမတွေအားလုံးလိုက်ပြီးတော့ထိုးပါလို့ကျွန်တော်ဘက်ကနေပြီးတော့မတိုက်တွန်းဒါကျွန်တော်ဘက်ကနေပြီးတော့စင်နာသီးသန့်နဲ့လာရောက်ပြီးမျှဝေပေးတာကျွန်တော်ခုမျှဝေပေးတဲ့ခဏန်းတွေအားလုံးကကျွန်တော်ရဲ့အကိုတွေမတွေအားလုံးအတွက်တစ်စိတ်တစ်ပိုင်း1000တနေရာနေပြီးတော့เนาะအသုံးတက်မယ်လို့ထင်ယူပြီးတော့သုံးလို့ရအောင်လာရောက်ပြီးမျှဝေပေးတာကြိုက်နှစ်သက်ရင်လိုက်ပြီးတော့ကစားလို့ရတယ်မကြိုက်မနှစ်သက်ရင်အာမချောင်ပါနဲ့เนาะလိုက်ပြီးတော့မကစားလို့ရပါတယ်ကျွန်တော်ပြောချင်တာတော့ဒီလောက်ကလေးပါပဲเนาะကဲအားလုံးပဲကျွန်တော်စကားရတော့ရှေ့ဝေးမပြောတော့ဘူးခဏန်းလေးတွေခေါ်ပြီးမယ်မမမီဆိုတဲ့အကိုတွေမတွေအားလုံးကဘေးနားမှာစာရုပ်ကလေးနဲ့ဘောပင်လေးနဲ့ယူထားပေးပါမမီတဲ့အကိုတွေမတွေအားလုံးကလည်းခဏန်းလေးကိုတေချာလေးယူသွားပေးရုံကြည်နဲ့လိုက်ပြီးတော့เนาะလိုက်ပြီးတော့ကစားပေးပါဒါဆော့မယ်ဆိုတဲ့အကိုတွေမတွေအားလုံးတက်ကိုပြောတာเนาะကျွန်တော်23ရက်12လ2025ကျွန်တော်ခုအင်္ဂါနေ့ညနေ4နာရီခွဲအတွက်ပတ်သီးအနေနဲ့ကတော့ကျွန်တော်66ပတ်သီးကိုရွေးထုတ်ထားပါတယ်ဒီညနေမှာကျွန်တော်ကီးလေးတော့မပေးတော့ဘူးเนาะ66ပတ်သီးပါကိုကြိုက်တဲ့အကိုတွေမတွေအားလုံးပဲ6ပတ်သီးကိုပတ်လို့ရတယ်6ကိုကြိုက်နှစ်သက်တဲ့အကိုတွေမတွေအားလုံးပဲ6ပတ်သီးကိုပတ်လို့ရပါတယ်ပတ်သီးနှလုံးလုံးပတ်ဖို့မလိုဘူးအဆင်ပြေတော့ရွေးပြီးတော့ပတ်ကျွန်တော်ပြီးတော့မှအကြိုက်ဆုံးကျွန်တော်ကြိုက်ကလေးပြန်ပြီးရွေးထုတ်ပေးမယ်6နဲ့ပတ်သက်ရင်60ရယ်6နှစ်ကယ်95ရယ်เนาะ60 6နှစ်95ကျွန်တော်6နဲ့ပတ်သက်ရင်60ရယ်เนาะကျွန်တော်6နှစ်ကယ်65ရယ်เนาะအပူလေးတွေလည်းပါတယ်99နဲ့66လည်းပါတယ်99 90 95 9နှစ်66 60 65 6နှစ်ဆိုတဲ့ကဏ္ဍလေးတွေပဲဖြစ်ပါတယ်เนาะဒါတော့ပတိမပတ်နိုင်ဆိုတဲ့အကိုတွေမတွေအားလုံးကဒီကဏ္ဍလေး၈ခွက်ကိုအဓိကထားပြီးတော့ကစားစေချင်ပါတယ်ပတိပတ်နိုင်တဲ့အကိုတွေမတွေအားလုံးအတွက်ကျွန်တော်ဒီညနေမှာအကြိုက်ဆုံး main ပတ်တိအနေနဲ့တော့ကျွန်တော်6ပိုင်ကိုကြိုက်ပါတယ်เนาะ6ပိုင်ကိုကြိုက်တယ်6နဲ့ပတ်သက်ရင်60ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းဖြစ်သလိုကျွန်တော်9နဲ့ပတ်သက်ရင်99ဆိုတဲ့ကဏ္ဍ90ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပါ9နဲ့ပတ်သက်ရင်90 6နဲ့ပတ်သက်ရင်60ဆိုတဲ့ကဏ္ဍလေးစီဒါအဓိကတင်ပြီးတော့ထိုးရမယ့်တစ်ခွက်ကောင်းလေးတွေဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့ဒီမနက်ကလိုပဲခုညနေမှာလည်းထပ်ပြီးတော့အဆင်ပြေကြပါစေအားလုံးပဲဒိုင်နီစီမှာတွားပြီးတော့ငွေထုတ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲ like လက်မလေးတွေနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့ channel လေးကိုလည်း subscribe ကလေးမနှိပ်ရသေးတဲ့ကိုဒီမတွေအားလုံးက channel လေးကို subscribe ကလေးနှိပ်ထားခဲ့ဖို့ကျွန်တော်ဘက်ကနေပြီးတော့ပြောချင်ပါတယ်ကဲတက်တာပါ